လူတို့နဲ့ရေတော်ပုံစော်ကားလို့ပေါ့ဗျာသူတို့ကဒီသူတို့လူတို့နဲ့သူတို့ရေတော်ပုံစော်ကားတယ်အဲဒါကြောင့်မလို့နောင်ဖြစ်လာမယ့်ကိစ္စရေးရက်ကိုပြည်သူလူထုတရားစီရင်ခံဖြစ်သတ်မှတ်ပြီးတော့ပြင်းပြထန်စတင်ရေးယူပါမယ်ဆိုပြီးတော့ PDF အဖွဲ့တွေကပူးပေါင်းအဖွဲ့တွေကြီးညာတယ်အဲ့ဒီအသိပညာပေးဇာတ်လမ်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်ဒါအပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးစစ်ကောင်စီကဝါရဖြန့်ဇလန်းတို့တစ်ခုရိုက်ကူးပြီးပြည်သူကိုဂျင်းထက်ဖို့စ조사တဲ့ကိစ္စဟာမအောင်မြင်ပဲကြာရှုံးခဲ့ရပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့အဲ့ဒီဇလန်းတို့မှာပြည်သူတော်လှန်ရေးသမား PDF တွေကိုဂလိကရှေဇရိုက်ရှိပြီးအကြမ်းဖက်သူတွေလို့ထည့်သွင်းရိုက်ကူးထားပါတယ်စစ်ကောင်စီကိုတော့အမှန်တရားဘက်ကလူတွေအဖြစ်ရိုက်ကူးထားပါတယ်ဒီဇလန်းတို့ကိုထိတ်တန်းရေပေါ်စီဖက်ခွက်စားညံနေသူတွေဖြစ်ကြတဲ့နေတိုးမြင့်မြတ်ငပြောကျော်နေဝင်းအေးချမ်းမောင်စတဲ့ဖက်ခွက်စားတွေကစေတနာပါပါတရုပ်ဆောင်ပေးထားကြတာကိုတွေ့ရပြီးတော်လန်ရေးနဲ့တော်လန်ပြည်သူတွေကိုစော်ကားထားတဲ့ဒဏ်ရာလော့တွေကိုရင့်ရင့်သီးသီးသုံးဆွဲပြောဆိုသွားခဲ့ကြပါတယ်ဒါကိုမကြိုက်ကြတဲ့ပြည်သူတွေကဘိုင်းကောက်လုပ်ဖို့လှုံ့ဆော်ကြရမှာဘိုင်းကောက်တစ်ခေတ်ပြန်ထလာပြီးထိရောက်အောင်မြင်ခဲ့ကြပါတယ်ပြည်သူတွေသွေးအေးသွားပြီလို့ထင်ထားချိန်မှာဘိုင်းကောက်ကအောင်မြင်ခဲ့ပြီးစစ်တပ်ကအတုံးချခဲ့တဲ့ရေပေါ်စီဖက်ခွက်စားတွေအထိနာသွားခဲ့တာကြောင့်စစ်တပ်လော်ဘီတွေဒေါသထွက်ပေါက်ကွဲကုန်ကြပါတယ်ဇလန်းကိုအနှဲငယ်ဝေဖန်ရေးသားတဲ့ဒိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့လူချွန်တော်အုံတိုင်းတို့ကိုလည်းစစ်တပ်ကဒရကြံဖမ်းဆီးလိုက်ပါတယ်ဒါရင်မကသေးပဲစစ်တပ်လော်ဘီဇော်မင်းထွန်းကိုယ်တိုင်ဒေါသတကြီးထွက်ပေါ်လာပြီးရေပေါ်စီတရုတ်ဆောင်တွေကိုကျေးဇူးတင်ကြောင်းပြောပြီးဇလန်းကိုဝေဖန်တဲ့ပြည်သူတွေကိုတော့ဒေါသတကြီးတုံ့ပြန်တဲ့အထိဖြစ်သွားခဲ့ပါတယ်အနုနီးနဲ့ဝါရဖြန့်ဖို့စ조사တဲ့စစ်တပ်ရဲ့အစီအစဉ်ဟာမအောင်မြင်ခဲ့တဲ့အပြင်တစ်ဖက်ကတော်လှန်ရေးအတွက်ပါအမျက်ထွက်သွားခဲ့ပါတယ်နံပါတ်1ရေပေါ်စီတွေကိုအထင်သာမြင်လိုက်ရခြင်းနံပါတ်2တော်လန်ပြည်သူတွေသွေးမအေးသေးဘူးဆိုတာကိုသိလိုက်ရခြင်းနံပါတ်3အရှိုသက်ပြီးဝါရဖြန့်ဖို့စ조사နေစဉ်ဘလူးကောင်းစောင်းထားတဲ့စစ်တပ်ရဲ့တရုတ်မှန်ကိုမြင်လိုက်ရခြင်းဒါတွေကတော့တော်လန်ပြည်သူတွေရလိုက်တဲ့အမျက်ပဲဖြစ်ပါတယ်ဆိုတော့လူပညာရှင်တွေနဲ့ပတ်သက်လို့ရှိရင်အခုအားလုံးသိတဲ့အတိုင်းဝေဖန်မှုတွေအကြီးကျယ်ဖြစ်နေတယ်ဖြစ်ရုံတွေမဟုတ်ဘူးအခုအဲ့လူပညာရှင်တွေကိုတတ်မှတ်ဖြတ်မယ်ဆိုချိန်ချောက်တဲ့အရာတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့လူပညာရှင်အမိခံဆိုပြီးတော့တုံးတယ်ပေါ့ဗျာနော်အဲ့လိုမျိုးကိုနေတိုးမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမင်းမြင့်မို့အောင်ခိုင်းငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအကွာဥက္ကာပြန်ကြီးရဲချင်းရောပြောအောင်စင်ဖြိုးအစရှိတဲ့လူတွေပေါ့ဗျာသူတို့ကတော့အဲ့လူတွေနဲ့ပတ်သက်လို့ရှိရင်တဲ့သူတို့ပြောတာနော်အဲ့လိုပတ်သက်လို့ရှိရင်တဲ့လူတို့နဲ့ရေတော်ပုံစော်ကားလို့ပေါ့ဗျာသူတို့ကဒီသူတို့လူတို့နဲ့သူတို့ရေတော်ပုံစော်ကားတယ်အဲဒါကြောင့်မလို့နောင်ဖြစ်လာမယ့်ကိစ္စရေးရက်ကိုပြည်သူလူထုတရားစီရင်ခံဖြစ်သတ်မှတ်ပြီးတော့ပြင်းပြထန်စတင်ရေးယူပါမယ်ဆိုပြီးတော့ PDF အဖွဲ့တွေကပူးပေါင်းအဖွဲ့တွေကြီးညာတယ်ဘယ်အဖွဲ့လဲဆိုတော့ရန်ကုန် Army လို့ခေါ်တဲ့ YA နောက် Dark Shadow ဆိုတဲ့အုပ်စု Operation Flame နောက်က Mother Sun Yangon Force a Broken Sister အစရှိတဲ့ PDF အဖွဲ့တွေကနေပြီးတော့သူတို့ကနေပြီးစပြီးတော့ကြီးညာတယ်ပေါ့ဗျာသူတို့ကကြီးညာတယ်သူကကြီးညာပြီးတော့ချင်းချောက်တယ်ပေါ့ချင်းချောက်ပြီးတော့တော်တော်လေးဖြစ်တာတွေ့ရတယ်အဲ့တော့စဉ်းစားမှာတစ်ခုပဲစဉ်းစားမှာခင်ဗျားတို့အပြင်ကနေတတ်မှတ်ဖြတ်မှချင်းချောက်နေတဲ့ UG အုပ်စုရှိတယ်အခုမြို့ပြပြောက်အုပ်စု PDF အုပ်စုတွေရှိမယ်နောက်တစ်ခါအမှုပညာရှင် PDF အုပ်စုတွေရှိမယ်အဲ့လူတွေကခင်ဗျားတို့ဘာလို့ဆိုခင်ဗျားတို့ကြောက်အောင်ခြောက်နေလိမ့်မယ်ဖျားပေးနေလိမ့်မယ်တောက်လျှောက်ခင်ဗျားတို့နောက်ဆိုမလုံရဲမကတ်ရဲမတို့ရဲမထီအောင်လုပ်နေတယ်အဲ့ဒါတွေအားလုံးကခင်ဗျားတို့ကြောက်လို့သူတို့လုပ်နေတာခင်ဗျားတို့မကြောက်မှတော့ခေါင်းထဲကိုထည့်လို့ခင်ဗျားတို့အစွမ်းစားအရေးချင်းကိုကြောက်လို့သူတို့ဖြစ်နေတာပြဿနာသူတို့ဖြစ်နေတာခင်ဗျားတို့အစွမ်းစားအရေးချင်းကသူတို့ထက်ပိုလုံနိုင်သွားတော့မှာကိုသူတို့စိုးရိမ်နေတာအဲ့ဒါကိုကြောက်နေတာသူတို့ထက်ပိုပြီးခင်ဗျားတို့ကပြည်သူလူထုအပေါ်မှာစေတနာထားပြနိုင်တာကိုဒီလူတွေကမမြင်ချင်ဘူးပြည်သူလူထုသေချေပျက်စီးနေတာကိုပဲဒီပြည်ပြည်ဥစ္စာမြင်ချင်တာခင်ဗျားတို့ကြတော့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ဒုက္ခတွေကိုမြင်တဲ့အတွက်ဖြစ်တင်တာတွေကိုခင်ဗျားတို့ကချပြောသွားတာအဲ့တော့ခင်ဗျားတို့ရဲ့အင်အားနဲ့ခင်ဗျားတို့ရဲ့ပါဝါနဲ့ခင်ဗျားတို့ရဲ့အရေးချင်းကိုပြည်ပြည်ဥစ္စာကြောက်နေတာကြောက်လို့ခင်ဗျားတို့ပြားပေးတာဒါကိုခင်ဗျားတို့လူပြန်ရှင်တွေကလည်းနားလည်ဖို့လိုတယ်အဲ့တော့ကိုတို့ကကိုကြောက်အောင်ခြောက်လေလေကိုကအချောက်မဟုတ်ဘူးဆိုတာပြလေလေဖြစ်ရမယ်နော်ကိုတို့ကကြောက်အောင်ခြောက်လေလေကိုကအချောက်မဟုတ်ဘူးဆိုတော့ပြဖို့လိုပြီးတော့မင်းတို့ကလည်းအချောက်တွေဖြစ်တယ်ငါတို့ကအချောက်တွေမဟုတ်ဘူးဆိုတာမျိုးပြဖို့လိုတယ်အင်အားကိုယ့်ရဲ့စူးစီးမှုအင်အားကိုပြသဖို့လိုတယ်လူပြန်ရှင်တွေကပြသဖို့လိုတယ်ပြည်ပြည်ဥစ္စာကခင်ဗျားတို့နောက်တစ်ခေါက်လဲဒီလောကထဲမှာခင်ဗျားတို့နဲ့ပြိုင်ဘက်လည်းမဖြစ်တော့ဘူးခင်ဗျားတို့နားမှာလာပြုဆောင်ဖို့လည်းမဖြစ်နိုင်တော့ဘူးအဲဒီအုပ်စုတစ်စုလုံးကဇက်သိမ်းသွားပြီတို့ကဇက်သိမ်းသွားပြီဖြစ်တယ်ခင်ဗျားတို့ကကိုယ့်အလုပ်ကိုရဲဝံ့လုပ်ရမယ်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာတ်လမ်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်ဒါအပြင်ချင်းချောက်နေတဲ့သူတွေ
ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်တွဲမားရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောဇာပိုတရုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမည်သောစီကံချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်ဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါအပြင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုတ်အုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်